Taurua Drysaket Land 3023 Land ပေါ်ကတစ်ထပ်အိမ်လေးနှလုံးဖြစ်ပါတယ်ဒီနှလုံးလုံးရောင်းပါပါဈေးနှုန်းကတော့ဟိုဘက်ကတစ်လုံးက 2.8 ဒီဘက်ကတောင်းအိမ်လေးကတော့ 2.9 ပါမြေလေးနည်းနည်းပိုကျယ်ပါတယ်3 bedroom 2 bathroom 125 square meter ရှိပါတယ်เนาะတစ်ချက်လေးကြည့်အောင်ဒါလေးကတော့အဝင်လမ်းပါလမ်းမနဲ့တိတ်မွေးပါဘူးလမ်းမကိုလှမ်းမြင်နေရပါเนาะကျွန်တော်ပြီးရင်ပြပေးပါမယ်ဒါ2.8 အိမ်ဒါ 2.9 အိမ်ဒီဘက်တွေကတော့ဒီမှာလေကွင်းပါဒီရှေ့မြေတွေကလည်းဒါ same developer เนาะနောက်ပိုင်းဆိုလို့ရှိရင်ဒါတွေလည်းစောက်ရောင်းပါပါဒါလေးတွေကတော့ပတ်ဝန်းကျင်အခြေအနေများအိမ်လေးတွေပါโอเคအဲ့တော့ကျွန်တော်တောင်းကြံလေးကိုပြလိုက်မယ်เนาะဒီမှာကားကိုတောင်နှစ်စင်းစာရမယ်ဒီဘေးကြံ tree ကန်ပုံလေးပါပါတယ်ဗျဒီ tree ကန်ပုံဘေးကြံလေးเนาะဒီမှာမြက်ခင်းလေးပါမယ်ဒါက bedroom 2 ဝင်ပေါက်ဒီဘက်က living room ပါ okay ကြည့်အောင်ဒီမှာ patio လေးနဲ့ slide door လေးနဲ့ကျွန်တော်ဝင်သွားပါမယ်ဝင်သွားလို့ရှိရင်ဒါရိုးရိုးရှင်းရှင်းပေါ့နော်အိမ်နောက်ထဲကိုရှောင်းလန်းလေးနဲ့သွားတဲ့ပုံဒီဘက်မှာ living room မှာကောင်းပါတယ်နော် living room ကိုဖြတ်သွားကြမလို့ပါဘူး living room ပတင်းပေါက်တွေဒီပေါက်နှစ်ပေါက်ဒီမှာပတင်းပေါက်ကြီးနဲ့အဲကောင်တစ်လုံးလက်ဆောင်ပါပါမယ် okay ဘယ်နောက်ထဲကိုဆက်သွားရင်ဒီညာဘက်မှာ master bedroom အခန်းကျယ်ဖြစ်ပါတယ်ခင်ဗျmaster bedroom ကိုဘေးပတင်းပေါက်နဲ့ဒီမှာ bathroom attach အပြင်ကိုဒီမှာဟို project အိမ်လေးလို closet space လေးပါပါတယ်เนาะဒီ sugar သုံးပစ္စည်းတွေပါအဲကောင်ပါပြီးသားပါ shower water heater လည်းပါပါတယ် okay ဒီဘက်အိမ်နောက်ဖက်ထဲကိုဆက်သွားရင်မြည်ဖို့မရောက်ခင်ဘယ်ဘက်မှာเนาะ common bar တစ်ခန်းနဲ့ဒီမှာရှေ့ဘက်က bedroom 2ဒီဘောက်နှစ်ပေါက်ရမယ်ကားရုံဘက်ကိုပြန်ရမယ်ဒါနောက်ဘက်က bedroom 3သူလည်းဘေးပရင်ဘောက်ရမယ်နောက်ဘက်ကဒီနေရာကတော့လေတဖြူးဖြူးနဲ့တော်တော်ကောင်းပါလေဝင်လေးအတွက်အခုအဲ့မြင်နေရတဲ့လမ်းကအဲ့ဒါလမ်းမှာပါနော်အခုကားလေးဖြတ်သွားတဲ့လမ်းကအဲ့ဒါ Taurua Drysaket 3013 လမ်းမှာပါဒီကနေဝင်လာတာပါနော်ဒီလမ်းလေးကနေဝင်လာတာပါကျွန်တော်တို့နီးနီးလေးပါလမ်းမှာလည်း okay kitchen ကိုဆက်သွားကြည့်လိုက်မယ် kitchen ဒါမှမန်တကားပေါက် swing door အကျယ်ရှိပါတယ်အဲဒီမှာလည်းပရင်းပေါက်ရှိမယ်ဒီ wall အလွတ်တစ်ခုရှိပါတယ်နော်စင်တော့ထားခြင်းနောက်ဖက်ကိုပရင်းပေါက်ပြန်ရမယ် sorry တကားပေါက်ဒီနောက်ဖေးကိုတကားပေါက်ပြန်ထွက်မယ်ပြီးရင်တော့ဒီမှာ L shape counter ကျဲပါတယ်နော် L shape counter ဒီမှာ hot တက်ပြီးသား gas stove နဲ့ gas တစ်စုံလက်ဆောင်ပါမယ်ပြီးတော့ဒီမှာဘေးစင်ဖြစ်ပါတယ် okay ဒါလေးကတော့ Taurua Drysaket လမ်းမပေါ်ကတစ်ထပ်အိမ်3 bedroom 2 bathroom 125 square meter ဖြစ်ပါတယ်နော်ဟိုဘက်အတွင်းကြံလေးကဘတ် 2.8 တန်ဒီဘက်တောင်းကြံ 2.9 တန်ပါဒါလေးကြည့်ချင်ရပါပြီကျေးဇူးတင်ပါတယ်